ရေတို့ထမင်းဝိုင်းမှာကြိုဆိုပါရယ်ဒီနေ့ကတော့ကလေးထမင်းညိုင်းထဲဖို့ကြက်ဥလိတ်လေးလောက်မှဖြစ်ပါတယ်ကြက်ဥတွေကိုအရသာအနေနဲ့စားရယ်ဟင်းကြိုမုံရယ်ငရုတ်ကောင်းလေးထည့်ပါတယ်ကြက်ဥလိတ်လောက်တဲ့အခါမှာအရေးကြီးတဲ့ချက်ကတော့အလွှာပါးပါးလေးတွေလောက်ဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့စီမကက်တဲ့အိုးကိုသုံးပါတယ်ပြီးရင်စီကိုလည်းနည်းနည်းလေးပဲထည့်ပါတယ်အိုးမကက်ရုံရောင်လေးပါကြက်ဥကိုအလဲတက်တက်မှထည့်ပြီးကျွန်တော်တို့အရင်ဆုံးအနေနဲ့ကြက်ဥကိုဖြန့်လိုက်ပါမယ်ဒါမှသာအလွှာပါးပါးလေးရမှာပါကြက်ဥလေးတွေကြက်လာပြီးဟေးဆိုရင်တော့ကျွန်တော်တို့တက်လွှာပြီးတွက်လွှာထပ်သွားပါမယ်အဲ့တော့ပထမတလွှာပြီးသွားပြီဟေးဆိုရင်တော့ကြက်ဥလေးကိုအလဲကိုရွှေ့ပါမယ်ရွှေ့ပြီးရင်တော့နောက်ထပ်ကြက်ဥအနှစ်ကလေးတွေကိုထပ်ပြီးတော့ထည့်ပါမယ်ကြက်ဥလေးကြက်လာပြီးဟေးဆိုရင်တော့ကျွန်တော်တို့ဒုတိယတလွှာထပ်ပြီးတော့လိပ်ပါမယ်ဒီမှာတဖြည်းဖြည်းနဲ့ကြက်ဥအလွှာကတဖြည်းဖြည်းနဲ့ထူလာပါပြီအဲ့တော့လက်ကျန်နောက်ဆုံးကျန်တဲ့ဟာလေးကိုတတိယအလွှာလောက်ပါမယ်ဗျာကျွန်တော်တို့ရှိသမျှကြက်ဥလေးကိုမှောက်ထည့်လိုက်ပါမယ်ပြီးရင်အိုးလေးတွေကိုထပ်ပြီးတော့ဖြတ်ပါမယ်လောက်ရတာအရန်လွယ်ပြီးတော့အရသာလည်းရှိပြီးအာဟာရလည်းပြေးသွားတဲ့ကြက်ဥလေးလေးဖြစ်ပါတယ်ကျွန်တော်တို့တတိယအလွှာလေးပြီးသွားပြီဟေးဆိုရင်တော့ကြက်ဥလေးကိုကျွန်တော်တို့မိဖို့တွေကနေဖယ်လိုက်ပါမယ်ပြီးရင်ကလေးတွေကင်ပြီးစားလို့ရတဲ့အနေတော်အတုံးလေးတွေလီးပါမယ်ထမင်းညိုင်တွေကိုထည့်ပါမယ်ဗျ